အခုသင်မဲ့သင်ခန်းစာကတော့ VCD DVD တွေပြုလုပ်တဲ့သင်ခန်းစာတွေကအပိုင်းလေးဖြစ်တဲ့ DVD VCD တွေကိုဒီဇိုင်းနဲ့တကွပြုလုပ်တဲ့သင်ခန်းစာပဲဖြစ်ပါတယ်။အဲ့လို DVD တွေ VCD တွေပြုလုပ်ဖို့အတွက်ကျွန်တော် create ဆိုတာနှိပ်ပါဒီမှာဆိုရင် video CD DVD video ဆိုတာရှိပါတယ်အဲ့မှာ design VCD design DVD ဆိုတာရှိပါတယ်အဲ့ဒီက design DVD ဒါမှမဟုတ် design VCD တစ်ခုကိုရွေးလိုက်ပါဒါဆိုရင်ကျွန်တော်ဒီမှာ design လေးတစ်ခုပေါ်လာပါပြီဒါတော့ကျွန်တော်အခုပြုလုပ်ထားတဲ့ video ပါဒီ video ရဲ့နာမည်ကိုလည်းနာမည်တစ်ခုပေးလိုက်လို့ရပါတယ်အဲ့အောက်ကစာလေးကိုပြင်လို့ရပါတယ်ဒီ title ကိုလည်းပြင်လို့ရပါတယ်ဟုတ်ဒီမှာနောက်ခံတစ်ခုရှိပါတယ်ဒီနောက်ခံလေးကိုလည်းကျွန်တော်တခြားနောက်ခံတစ်ခုနဲ့ပြောင်းလို့ရပါတယ် new background ဆိုတာရွေးပါကိုထားခြင်းတဲ့ background ပုံတစ်ခုရွေးပေးပါမယ်ပုံတွေကကိုထားခြင်းတဲ့ background ပုံတစ်ခုရွေးပေးပါပြီးရင် open ကိုနှိပ်ပါဒါဆိုရင်တော့အခုကိုကြိုက်တဲ့ background ပုံစံလေးတစ်ခုဖြစ်သွားပါပြီအခုလို menu လေးပေါ်လာနေစဉ်အတွင်းမှာလည်းကျွန်တော် audio လေးတွေတစ်ခုထည့်လို့ရပါတယ်အတန်တစ်ခုထည့်ထားလို့ရတယ်အဲ့အတွက် audio တစ်ခုကိုရွေးရမယ် simple audio ဆိုတာရှိပါတယ်ဒီထဲက audio ပုံစံတစ်ခုကိုရွေးလိုက်ပါဘယ်လိုအတန်ထွက်မလဲသိချင်ကျွန်တော် preview animation ဆိုတာနှိပ်ပါအဲ့လိုဒီ menu လေးပေါ်လာတဲ့အချိန်မှာဒီဂီတအတန်လေးထွက်နေမှာပါTeams ကတော့နောက်ခံ background ရွေးတာပါဒါတော့ကျွန်တော်ကိုယ်စိတ်ကြိုက် background ရွေးပြီးဖြစ်တဲ့အတွက်ဒါကိုထပ်မရွေးတော့အောင် customize ဆိုတာဒီ frame ပုံစံလေးရွေးရဒီဘောင်လေးကိုဒီလိုပုံစံထားခြင်းနဲ့ပဲဒီဘောင်ကဒီမှာဒီပုံစံလေးဖြစ်နေတာအဲ့လိုမဟုတ်ဒီလိုပုံစံလေးလိုချင်တယ်ဆိုတော့လို့ပါဖိဆွဲလိုက်ရပါမယ်ကိုယ်စိတ်ကြိုက်ပုံစံလေးပြောင်းလို့ရတယ်ဒီမှာ test ညမှာလည်းကျွန်တော်ကိုရီးယားဆိုတာရှိပါတယ်ဒီအပြာရောင်လေးကိုတခြား color တစ်ခုပြောင်းနေတယ်ဆိုကိုယ်စိတ်ကြိုက်ရောင်ပြောင်းလို့ရတယ်ဒီ color ထဲမှာကိုယ်ကြိုက်တဲ့ color တစ်မျိုးရွေးပါဒါဆိုရင်ဒီစလုံး color လေးပြောင်းသွားပါဟုတ်ဒါကို DVD နဲ့ဘန်တော့မယ်ဆိုရင်တော့ right distance နိုင်တယ်ဒါဆိုရင်ဘန်ဖို့အတွက် start ဆိုနှိပ်လိုက်ရင်ဘန်လို့ရပါတယ်ဘယ်လိုပုံစံကျွန်တော် DVD ဖွင့်လိုက်ရင်ပေါ်မလဲဆိုတော့သူ menu လေးနဲ့ပြထားပါတယ်ဒါတော့ဖွင့်လိုက်ရင်ပေါ်လာမယ့်ပုံစံဖြစ်ပြီးတော့ဒါ remote control သဘောပါundone ဆိုတာနှိပ်လိုက်မယ်ဆိုတော့ကျွန်တော်ဒီ movie လေးပွင့်လာမှာပါမိမိ user ပြန်နှိပ်လိုက်ရင်တော့ဒီငကိုနေရာပြန်ရောက်သွားမှာပါဒါဆိုအခုနရွေးချယ်ထားတဲ့သချင်းသံတွေတွေ့ရမယ်start ဆိုတာနှိပ်လိုက်လို့ right to ဆိုတာပေါ်လာပြီဆိုရင်တော့ဒီနေရာမှာ DVD drive ကိုရွေးပေးရမှာပါ DVD drive ကိုရွေးပြီးရင်ကျွန်တော် OK ဆိုတာနှိပ်ပါမယ်အဲဆိုရင်သူ DVD drive မှာအခုလက်ရှိကျွန်တော်ရွေးထားတဲ့ file ကိုစတင်ဖန်နေပါပြီသူ step တွေတိုင်းအဆင်းသင်းသွားနေပါတယ်ဒီချိန်မှာတခြားဘယ် program မှမဖွင့်ထားပါနဲ့သူလှုပ်နေအောင်ခေတ္တမြန်ဆောင်ပေးပါ
ခုဆိုရင်တော့ DVD ဝေတဲ့ကို data တွေစတင်ဘန်းနေပါပြီအခုဆိုရင်တော့ကျွန်တော်တို့ DVD drive ထဲကိုဒီ video file ကိုဘန်းတာပြီးဆုံးသွားပါပြီနောက် copy တစ်ခုလိုချင်တော့ make another copy ဆိုတာနှိပ်ပြီးတော့မလိုချင်တော့ဘူးဆိုရင်တော့ done ဆိုတာနှိပ်လိုက်ပါဒါကတော့ DVD တွေ VCD တွေကို design အနေနဲ့ပြုလုပ်တဲ့သင်ခန်းစာဖြစ်ပါတယ်ကို DVD set တွေနဲ့ဖွင့်လိုက်တဲ့အခါ DVD set တွေမှာဆိုရင်ဒီ menu လေးတွေနဲ့ပေါ်နေမှာဖြစ်ပါတယ်ဒီ menu လေးကိုဖွင့်လိုက်ရင်အခုလိုပဲတွေ့နေရမှာပါ